ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ daily view electronic ကနေပြီးတော့ပြန်လဲကြိုးဆိုပါရစေခင်ဗျာ DTV ကတော့65လမ်းမနေပြီးတော့ကျွန်တော်တို့နေပြီးတော့ LG မှန်ကိုနေပြီးတော့ကျွန်တော်တို့မှန်ပြုတ်ပြင်တဲ့ဆက်နဲ့ပြုတ်ပြင်ပြီးတော့နေပြီးတော့ကျွန်တော်ပြန်ဆန်းပါဗောဒါကြတော့ကျွန်တော်တို့နေပြီးတော့ရုပ်မပေါ်ဘူးအခုလိုမျိုးပုံစံမျိုးဖြစ်နေတာခင်ဗျဒါကိုကျွန်တော်မှန်ရိုက်တဲ့ဆက်နဲ့နေပြီးတော့ကျွန်တော်တို့မှန် bounding machine ပေါ့မှန်ပြုတ်ပြင်တဲ့ဆက်နဲ့ပြုတ်ပြင်ပြီးတဲ့နောက်ပိုင်းနေပြီးတော့ကျွန်တော်တို့နေပြီးတော့မှန်ဘောပတ်လန်းလေးတွေပြတ်နေတဲ့အတွက်ကျွန်တော်တို့ဂျမ်ပါကျိုးလေးနဲ့ပေါ့ဒါကြိုပြီးတော့နေပြီးတော့ပြုတ်ပြင်နေတာဖြစ်ပါတယ်65လက်မှမှန်ကိုကျွန်တော်တို့ပြန်ပြီးတော့စမ်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်မှန်စင်းတွေကိုနေပြီးတော့ကျွန်တော်ချစ်ပလင်ပြလဲလဲတဲ့နေပြီးတော့မှန်ပြုတ်ပြင်တဲ့ဆက်ဖြစ်ပါတယ်ခင်ဗျာဒီဘက်ခန်းကတော့ကျွန်တော်တို့နေပြီးတော့ကပ်ပြားတွေပြင်နေနောက်ပြီးတော့ကျွန်တော်လင်းပေးတဲ့ဘက်လိုက်မင်းတီတွေလဲလဲတဲ့အခန်းလေးဖြစ်ပါတယ်ဒါတော့ customer လာမယူသေးတဲ့ customer တွေရဲ့အလုံးတွေဖြစ်ပါတယ်ခင်ဗျဒါတော့လက်မကြီးတဲ့တီးတန်းသိမ့်ထားတဲ့နေရာဒါဆိုလို့ရှိရင်တော့မှန်တင်ပြီးပြန်ဆန်းတော့မှာဖြစ်ပါတယ်သူမှလာတဲ့ area ကြတော့ဒီလိုမျိုးအစင်းပြားကြီးတွေကြာပြီးတော့နေပြီးတော့ကျွန်တော်တို့နေပြီးတော့ daily view electronic ကိုလာရောက်ပြုပြင်တဲ့ area မျိုးဖြစ်ပါတယ်အဲဒီတစ်ဖက်ကိုနေပြီးတော့ကျွန်တော်တို့လေကိုစီပါလာဒါဆိုလို့ရှိရင်တော့ကျွန်တော် 100% okay ဝါပြီ Samsung ကလုံး TV ကိုကျွန်တော်ချစ်ဖလင်ပြလဲလဲလို့ပြီးသွားတဲ့အနေအထားမျိုးဖြစ်ပါတယ်ဖလင်ပြဆိုတာဒီလိုမျိုးဖလင်ပြကိုပြောတာပါခင်ဗျဟုတ်ကဲ့မိတ်ဆွေတို့ဒီမှာ TV ပြတ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော် daily view electronic သစ္စာလမ်းနဲ့တန်သုံးမှလမ်းတာတောင်းကလာပမျိုးနဲ့ရန်ကုန်မြို့ကျွန်တော်ဖုန်းနံပါတ်ဘက်ကတော့ကျွန်တော်39985339393988553939ဖုန်းနံပါတ်တို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ TV ရဲ့နောက်ကျောကခုလိုမျိုး TV ရဲ့နောက်ကျောက model sticker ပုံလေးကိုရိုက်ပို့ပေးပြီးတော့ကျွန်တော်မြင်မြန်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာလာရောက်အပေးကြတဲ့ customer တယောက်ချင်းစီတိုင်းကိုမိတ်ဆွေတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ